ဟုတ်တယ်ဦးလေးစောစီကျွန်တော်ဆိုင်ရှိလာပြီးမိုက်ကြီးလာခွဲနေတယ်ထလုတ်လိုက်တာပဲမင်းကွယ်ဒီလူတွေအကြောင်းလဲသိရသားနဲ့ဒေါ်ချစ်ဘူးရဲ့စကားကြောင့်ဖိုးတုတ်တက်ပြင်းချပါလိကဲချစ်ဘူးညီလဲစိတ်ချလက်ချအိမ်ပြန်တော့ဒီညဖိုးတုတ်ကိုငါ့အိမ်မှာသိလိုက်မယ်ဒီပြဿနာကိုငါရှင်းပေးမယ်နေပါမှမဘူးနဲ့မနှက်ပြန်လဲဆိုင်ခဏနာအောင်ဟုတ်ကဲ့ပါအကူရဲ့ကျမမှလည်းစိတ်ညစ်ပါတယ်တားကြီးမို့လို့အားကိုးရမလားမှတ်တယ်ဒီနေ့ဆိုင်လေးတစ်ခါလောက်စောင့်ခိုင်းဒီနေ့ဒီလိုပြဿနာဖြစ်တယ်ပုံနာလူတွေကပြဿနာလားရှာရင်နောက်နေ့ဘယ်လိုဈေးအောင်ရမှာလဲခေါင်းပုံထားသောဖိုးတို့ကသူ့အမေစကားကြောင့်စက်ခနဲခေါင်းပေါ်လာပါတယ်အမေကဒီကောင်တွေဘာကြောက်နေတာလဲကျွန်တော်ရှိတယ်အမေမနှက်ပြန်ဈေးဆိုင်အောင်အမေကိုဘယ်ကောင်လာလို့ရဲလဲကျွန်တော်ကြည့်မယ်ဖိုးတို့နင်ဟာလေတကယ်ပြမဥကောင်းမင်းငါတဲကဲချစ်ဘူးနင်ပြန်တော့စုဘာသိမင်းမေကိုခေါ်သွားတော့14လမ်းမှာတော့ခြေဦးမလဲနဲ့အောင်နော်ငါဒီမှာဖိုးတုတ်ကိုဆုံးမစရာရှိတာဆုံးမထားမယ်နင်တို့သွားကြတော့ဘာသိန်းကသူ့အမေကိုအတင်းဆွဲပြီးစပိန်မော်တင်ကနင်းထွက်သွားပါလေဥဖိုးတင်ကဖိုးတုတ်ရဲ့ပခုံးကိုလက်နဲ့ပုတ်လိုက်ပါလေမင်းစိတ်လှုပ်ရှားနေတာတွေငြိမ်သွားအောင်ဝီစကီတောက်မလားဖိုးတုတ်ကခေါင်းငိမ်ပြလိုက်ပါလေကဲလားဒါဆိုထမင်းစားကနေလိုက်ခဲ့မင်းသတင်းကြားကလေးကငါအထဲမှာဝိုင်းပြင်ထားတယ်ထမင်းစားကနေဝင်သွားတာနဲ့စကော့ဝီစကီတစ်လုံးနဲ့ဖန်ကွက်များကအစင်းနဲ့ငရမ်းကြောက်ဖို့နဲ့ဟင်းညိုတစ်ခွက်လည်းရှိနေပါတယ်ဥဖိုးတင်နဲ့ဖိုးတုတ်တို့ဇပွဲမှာဝင်ထိုင်လိုက်ကြပါတယ်ဥဖိုးတင်ကဝီစကီပလင်းဖုံးကိုကျင်လည်စွာဖွင့်လိုက်ပြီးဖန်ကွက်တစ်ခွက်ထဲကိုအရက်ငှဲ့ထည့်လိုက်ပါတယ်ဒါနဲ့ကျွန်တော်စိတ်လို့ရှားနေတယ်ဆိုတာဘယ်လိုလုပ်သိတာလဲဦးလေးသိတာပေါ့ကွာမင်းခြာတိတ်ဘဝရိုက်ပွဲတွေအားလုံးငါလိုက်ဖြည့်ရှင်းပေးခဲ့ရတာပဲမင်းဒီလောက်တွေးတဲ့ပုံစံဖမ်းနေတယ်ဆိုရင်တော့မင်းတကယ်စိတ်လို့ရှားနေတယ်ဆိုတာငါခံမှန်းမိပါတယ်အေးလေဒီတခါမင်းလုပ်ခဲ့တဲ့ကောင်တွေကအရင်ကောင်တွေနဲ့မှမတူပဲ